ရှင်ကျမတို့အခုရောက်ရှိနေရတော့ဥယျာဉ်ချမ်းမြေလေးနဲ့မိတ်ဆက်ပေးပြရစီပါရှင် ပလိတ်မြို့နယ်တပည့်ဆွဲကြေးရမှာနော်ရေကူးကန်လေးလည်းပါတယ် ပုံစံဖမစနေကရှိပါလေရှင်အခြားနည်းလည်းကြာပြီးသားပါရှင် သူက12ဧကကိုသူကဥယျာဉ်ချမ်းမြေအမျိုးအစားအခြားနည်းလဲလျှောက်ထားပါတယ်ဆက်လက်ကြော်ညာပြပြစေသူကတော့တရက်ပင်နေလဲအများကြီးပါတယ်မာလကာပင်အခြားတီးမင်စားပင်လေးတွေလည်းပါပါတယ်နှစ်နှစ်စာအကျယ်ကတော့ပေ900ရှိပါတယ်ရှင်သူကဒီပလိတ်အမြန်လမ်းပေးရနေဝင်မယ်ဆိုရင်9မိနစ်လောက်ပဲဝင်ရပါတယ်သူကတဧကကို3000မှာဒီမှာဒီညီမလေးတွေ page ကနေဆက်တွယ်လို့လဲရတယ်ပြီးရင်ကျွန်မ page ကနေဓာတ်ရိုက်ဆက်တွယ်လို့လဲရပါတယ်ရှင်အားလုံး12ဧကကိုတဧကကို3000ဥယျာဉ်ချမ်းမြေအခြားနည်းလဲရှောက်ထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်မဆိုရင်တရက်ပင်နေပါတယ်နဲ့စိုက်ခင်းရဲ့အနေထားလေးပါဆက်ပြအရန်ကိုတာရပါတယ် တရက်ပင်ကအပင်100နှုန်းရှိရနော်အရန်တန်တဲ့မြေကွက်လေးပါ နော်ဒီမှာဆိုရင်တရက်ပင်လေးစင်ကလုံးကြီးလေးလည်းပေါက်ပါတယ်ပြီးရင်အပင်လေးကပြင်100ကျော်ပါတယ်နော်ဒါလေးက လက်ရှိလဲတီးနေပါပြီလဲပတ်နေပါပြီခုစွတ်စားပုံရောင်းချလို့ရပါပြီရှင်ကဲအားလုံးပဲဘိုင်ဘိုင်ထိုက်တူရပါစေနော်